မရှိတောင်းတရှိချောင်းကြလောကရှိတဲ့ပစ္စည်းဥစ္စာတွေကမရှိတဲ့လူကတောင်းတတယ်ရှိတဲ့လူကဘာဖြစ်လဲကြောင်းကြတယ်ဆိုတာပူပန်းနေရတာကိုပြောတာတော့လေးတစ်ခါခါနဲ့မိဂတိတ္တာကြီးနဲ့ဟိုအပ်ရလဲစိတ်မချဒီအပ်ထားလဲစိတ်မချနဲ့ဒီလိုဖြစ်မနေဘူးလားအဲ့တော့ဒီပစ္စည်းဥစ္စာကလူကိုအကျိုးပြုနေတာလားလူကိုနှိမ့်ဆက်နေတာလားတကယ်ကနှိမ့်ဆက်နေတာနော်အဲ့တော့နှိမ့်ဆက်နေတဲ့အရာဝတ္ထုတစ်ခုကိုအကောင်းဆုံးပစ္စည်းလို့ဒီလိုနာမည်တက်လို့ဖြစ်ပါမလားမဖြစ်ဘူးဒါကြောင့်မို့အကောင်းဆုံးပစ္စည်းလို့မခေါ်နိုင်ဘူးပစ္စည်းဥစ္စာသည်လူကိုနှိမ့်ဆက်တတ်တယ်ဖြည့်ဆည်းတတ်တယ်ဆိုတာမြတ်စွာဘုရားကိုယ်တိုင်ကိုယ်ကဟောထားတာရှိတယ်ဟနန္တိဘောဂထုံမေတာနောစပါရခဝေတိနောဒီဘဝတွေမကဘူးဘဝမှာပစ္စည်းဥစ္စာကိုအကြောင်းပြုပြီးတော့ဒီဘဝမှာအလူရဲ့အတိုင်းခိုက်အသက်ဖြတ်ခံရတဲ့လူတွေရှိတယ်ပစ္စည်းဥစ္စာကြောင့်နောက်ဘဝမှာပြိတ္တာဘဝရောက်သွားတဲ့လူတွေရှိတယ်ငရဲကျသွားတဲ့လူတွေရှိတယ်ပစ္စည်းဥစ္စာကသူ့ကိုဒုက္ခပေးသွားတယ်လောကလူတွေကတော့သိတယ်အေးရွှေတွေငွေတွေချမ်းသာလို့ရှိရင်ဒီပစ္စည်းဥစ္စာတွေကအကုန်လုံးငါ့အတွက်ချမ်းသာဒုက္ခပေးလိမ့်မယ်လို့ဒီလိုမထင်ကြဘူးလားသို့တော့ချမ်းသာတယ်ပေးတာဟုတ်ကဲ့လားဆင်းရဲဒုက္ခကပိုများတယ်နော်ချမ်းသာတာပေးတာနည်းနည်းလေးရဲ့ဟုတ်လားစိတ်လေးရှိလို့စိတ်လေးဝတ်ပြီးတော့စိတ်တကကလေးပန်ပြီးတော့ဟောင်းလေးရမ်းလိုက်လို့ဝင်းငယ်နဲ့ဘေးကလူကအထင်ကြီးတယ်ဒီရတာလေးတစ်ခုပဲခံလို့ရမှာပို့ပြီးတော့ကြောက်နေရတယ်ဟုတ်ကဲ့လားအဲ့ဒါကြောင့်မို့လို့ပစ္စည်းဥစ္စာကပေးတဲ့ချမ်းသာဒုက္ခဆိုတာအမတန်နည်းပြီးအမတန်တိုတောင်းတယ်တဲ့ဒါကြောင့်မို့အမျက်ဆုံးဥစ္စာလို့ခေါ်နိုင်ပါမလားမခေါ်နိုင်လို့မြတ်စွာဘုရားအဖြေသည်လောကလူသားတွေရဲ့အဖြေနဲ့ဆန့်ကျင်နေတယ်မြတ်စွာဘုရားကတတ္ထိတဝိတ္တံပုရိသတ္တတိဋ္ဌံအာလောကကြီးကမေးလိုက်တော့မြတ်စွာဘုရားအဖြေတာလောကမှာလူတွေဖို့အကောင်းဆုံးဥစ္စာဆိုတာတရားကိုပြောတာတဲ့